ကျွန်တော်အရန်ကြိုက်ရတဲ့အတွဲလေးပေါ့နော်ဘာလို့လဲဆိုတော့ customer တွေဒီလိုမျိုးအတွဲတွေကျွန်တော်အရန်တက်စီခြင်းတယ်သူက Sunny Solar Inverter လေကျွန်တော်တို့အရန်ဈေးသက်တာတယ်ဈေးသက်တာပြီးတော့ကျွန်တော်တကယ် function စုံပြီးတော့ကောင်းကောင်းကိုကျွန်တော်အလုပ်လုပ်ပေးတဲ့ inverter ဖြစ်တယ်ပေါ့နော်6 kW ပေါ့အဲ့တော့ဒီအချိန်မှာကျွန်တော်တို့ဈေးကြီးတွေကျွန်တော်တို့ဝယ်ပြီးတော့ function တွေကလည်းတပုံစံနဲ့ဖြစ်နေတဲ့ဟာတွေဝယ်မဲ့အစားဒီ Sunny Solar Inverter ဈေးသက်တာနဲ့ကျွန်တော်တို့ဝယ်လိုက်တာပို့ပြီးတော့တန်တယ်ပေါ့နော် package မှာဆိုရင်ကျွန်တော်ပုံမှန်အားဖြင့်Sunny Solar 16သိန်းပြီးတော့ကျွန်တော် Solivo battery ကကျွန်တော်85သိန်းပေါ့နော်အဲ့ဒါကိုကျွန်တော်တက်စင်ကအပြီးကြီးဆိုအမှန်ငယ်သိန်း69သိန်းလောက်ကျတယ်အခုဒီဗီဒီယိုကြည့်ပြီးဝယ်တဲ့မိတ်ဆွေတွေပြီးတော့ကျွန်တော်တို့ဒီအခု promotion ရမယ့်မိတ်ဆွေတွေကကျွန်တော်တို့6သိန်း89သိန်းဝန်းကျင်နဲ့တက်လို့ရတယ်ကျွန်တော်ဒါ89ဆိုတာကကျွန်တော်တက်တဲ့ပုံမူတည်တာပေါ့နော်အဲ့ဒီပုံမူတည်ပြီးကျွန်တော်ပြောင်းလဲသွားပါမယ်ဗျသုံးဆွဲတာတွေကတော့အစုံပါပဲကျွန်တော်တွေ့ရတဲ့အတိုင်းပဲဒါကျမ်းမာရေးစံတာတစ်ခုမှာအစုံသုံးနေတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်